အားလုံးပဲမင်္ဂလာပါဗျအခုကတော့ငကပတ်ဘုံကြီးကျောင်းရောက်နေပါတယ်ဗျကဲသူများနိုင်ငံမှာတစ်တွေဘယ်လိုထားလဲတွေ့လားအမတစ်လုံးကြီးတယ်ဟေးဆိုရင်ရှေ့အောင်ပစ္စည်းဖြစ်သတ်မှတ်ပါကြနော်တစ်တွေအလုံးကြီးတယ်ဆိုရင်ရှေ့အောင်ပစ္စည်းဖြစ်သတ်မှတ်ဖြစ်တာဟာကိုဘင်းကြီးတော့ဒါကိုသားကိုဘင်းကိုဘင်းယူလဲပူစော်ထားရလဲကြောက်စီရတယ်နေတဲ့တက်လို့မဟုတ်ဘူးနော်ဒါကတော့ကျွန်းသားဒီများနိုင်ငံမှာတက်တွေဆိုရင်ရှေ့အောင်ပစ္စည်းပြသတ်မှတ်ပါတက်လုံးကြီးဒါကတော့ဘုံကြီးကြောင်းမှာနော်ဖက်ချိုးရမှာလားဖက်စီးရမှာလားချွေးတော့ကုန်တစ်ခြားချွေးတော့ထားတာဆိုတော့ဖက်လေးချိုးရတာပေါ့ဖျားလေးတွေရှေ့မှာအလှကန်ဖလားလေးချပေးထားပါတယ်ဗျဒါတော့ဥအောင်စီကအလောင်းမင်းတရားကြီးထိုင်းနိုင်ငံစတင်တိန်းခဲ့တဲ့ဘယင်ပေါ့နော်မှာတော့ဖုန်ကြီးကြောင်းပေါ့နော်ငကားပတ်ထားတဲ့ဖုန်ကြောင်းဒီမှာတော့လိတ်ကတ်ထဲမှာပါရှိလဲဆိုတော့သွားလိလာကြစို့ကဲဒါကြီးကဘယ်နှခုနှစ်ထဲကလှီလဲတော့မသိပါဘူးဗျသိရင်ပြောကြအောင်လှီပုံစံကြည့်ရတာတော့ဒါတန်နေရိုက်ထားတဲ့ဟာတော့အင်္ဂလိပ်မြန်မာစစ်ဖြစ်တုန်းကကာလာနဲ့တူရနော်ဒါကတော့တိုက်လှီပေါ့သူတို့တိုက်လှီလို့ပြောလို့ရတယ်နော်အဲ့တော့တန်တော့တုံးတယ်လေကွာတိုက်အဲ့တော့တန်မဟုတ်ဘူးတိတိပေါက်ရောစောင်းနေမှန်နော်ဘယ်နှခုနှစ်ထဲကဟာလဲတော့မသိဘူးသူများနိုင်ငံမှာတွေ့လားထင်းမဆိုင်ပဲဘူးရှေ့အောင်ပစ္စည်းပေးထားရတဲ့ဟာတွေနော်ဟိုမှာတော့လှီဒါကတော့ဘယင်းနေခစ်လက်ထက်ကတိုက်လှီတွေပေါ့နော်ဟုတ်ပြီဒီမှာပဲရင်တော့အဲ့ဒီလက်ကြီးတဲ့ကိုသွားလိလာကြတော့သွားလိလာကြတာပေါ့အေးရရတော့ကြည့်မယ်လားလေကဲလက်ကြီးတဲ့တော့ရောက်ပြီနော်လိုက်လိလာကြတာပေါ့我背着嘛呀，对，笑话那个。对，好的。你这背着。哈。好了，CD 喏，CD。ထိုင်းစီရင်နဲ့လောက်ထားတဲ့စီကြီးပါခင်ဗျဟုတ်လားကြောက်ကြလေးညာဘက်တီ3ချက်တီလိုရဆုတောင်းနဲ့မိန်းကလေးဘယ်ဘက်3ချက်တီလိုရဆုတောင်းမှာတဲ့ရေးထားရနော်တွေ့လားအဲ့ဒါဆိုးတာမိန်းကလေးတဲ့မြန်မာတွေလည်းရှိုးရအောင်3ချက်အဲ့ဒါမျိုးတွေလားမိန်းကလေးကဘယ်ဘက်3ချက်တီစီတီးရုံနဲ့ဆူတောင်းပြမယ်လေဘယ်သူကခေါ်ရခဲ့တယ်မသိဘူးနော်တွေ့လားဓမ္မနော်စီတီးရုံနဲ့ဆူတောင်းပြမယ်လေဘယ်သူကခေါ်ရခဲ့လဲမသိဘူးနော်ဒီမှာတစ်ခုခုမှတစ်ခုအားလုံးပေါင်းတော့2ခုပေါ့နော်ဒါတော့အခုခေတ်
လက်ရပါနော်ကြေးခေါင်းလောင်းနေမရှိခင်ကတက်သားနဲ့ပြုလုပ်ထားတဲ့ဘယ်လိုပြောမလဲအုံမောင်းလားအုံမောင်းမို့နော်ထိုင်းနိုင်ငံလည်းဗုဒ္ဓဘာသာဖျားပါပဲเนาะဗုဒ္ဓဘာသာပါပဲဒီအောက်မှာလည်းဂလိုင်းတစ်ခုရှိရနော်လိုက်ဆင်းကြည့်တာဗောနော်တိုင်းရအောင်တရားလာဆင်းကြည့်မယ်လားဒါရက်ဆိုရင်ကတော့ဖျားချေရလားယဟန္တာချေရလားတော့မသိဘူးပေါ့နော်ချေရနဲတော့ချေရမဟုတ်ဘူးရဲ့ကဲအခုကတော့ပြန်ထွက်ပြီပေါ့နော်ဒါကျွန်တော်တို့ကဆိုရင်ကျွန်တော်တို့ဗမာလူငယ်တွေစုပြီးတော့ဘုန်းကြီးကျောင်းမှာတက်ရှင်ရေးဝေယဝိဆလည်းလုပ်ကြတာပေါ့နော်အေးချမ်းတာပဲနော်ဝါပင်လေးစိုက်တာနော်ဝါပင်လေးတွေပါဗျအုတ်ကူလေးတွေနော်ဟုတ်လားနန်းတခြားကိုလည်းခြေရလေးတွေနဲ့ခလေးခြေရလေးတွေလူကြီးခြေရလေးတွေနဲ့လူသားနာမည်ထဲတာနာမည်လူထားတဲ့လူတွေရဲ့ခြေရလေးတွေနာမည်လေးတွေပါပါတယ်ဗျနော်ကဲဘုန်းကြီးကျောင်းနဲ့ဝင်ပါမယ်ဗျဓမ္မယုံဓမ္မမြန်မာနိုင်ငံမှာနဂါးတွေပူကြတာထိုင်းနိုင်ငံမှာဘာနဂါးမှမပူပါဘူးခင်ဗျာနဂါးရုပ်တွေလည်းရှိပါတယ်မပူကြပါဘူးနော်